2021ဖေဖော်ဝါရီလရက်နေ့စစ်ကောင်စီမှနိုင်ငံတော်အာဏာကိုအတင်းအဓမ္မသိမ်းယူခဲ့ပါတယ်။အာဏာသိမ်းယူခံရပြီးတဲ့နောက်ပိုင်းလူငယ်တွေရဲ့ဘဝတွေဟာစုကတ်တွေကြားအမှောင်ကျသွားခဲ့ပါတယ်။ဒီလိုအမှောင်ကာလကြီးကြာရောက်နေချိန်မှာအသိဉာဏ်မှိတ်တဲ့သေးနဲ့လမ်းပြခြင်းဖြစ်တဲ့အွန်လိုင်းပညာရေးလမ်းစဉ်ကိုစတင်တွေ့ရှိခဲ့ပါတယ်။ တောင်ကို District Federal School ဆိုတဲ့ online school ကိုစတင်ဖွင့်လှစ်ဖို့အတွက်2022ခုနှစ်ဧပြီလရက်နေ့မှာအကောင့်ထဲစပေါ်ခဲ့ကြပါတယ်။ဒီကျောင်းတော်ကြီးကိုတရားဖို့အတွက်ကျောင်းသားကျောင်းသူတူဦးစီတိုင်းအခက်အခဲမျိုးစုံကိုကြော်ဖြတ်ခဲ့ကြရတာဟာစိန်ခေါ်မှုတွေပဲဖြစ်ပါတယ်။ Batch 1ကနေအခက်အခဲမျိုးစုံစိန်ခေါ်မှုမျိုးစုံကိုရင်ဆိုင်အံ့တုခဲ့ပြီး Batch 5အထိအခိုင်အမာရပ်တည်လာနိုင်ခဲ့ပါပြီ။9နှစ်တာကာလလုံးအင်တာနက်ဖြတ်တောက်ခံရမှုတွေလျှက်စစ်မီဖြတ်တောက်ခံရမှုတွေနယ်မြေမတည်ငြိမ်မှုတွေဘာပဲလုံးကောင်းကင်မောကြီးရင်တမောဖြစ်ခဲ့ရတဲ့နေ့ရက်တွေတနက်တန်းဘုံတန်တွေကြောင့်ပုံဖို့ခဲ့ရတဲ့နေ့ရက်တွေစိတ်ပိုင်းဆိုင်ရာအနှောက်အယှက်တွေကြောင့်အခက်အခဲတွေဒုက္ခတွေကိုဖရက်လို့ရှာနေပြီးကြောက်ပြက်လာခဲ့တာဟာ9နှစ်ရှိပြီရှင်အလင်းအောင်မင်းတင်တင်နဲ့ပညာရေးလမ်းစဉ်ဟာ9နှစ်ကြာပြီးတဲ့အခါမှာတော့လူငယ်တွေကိုအလင်းအောင်ကောင်းကောင်းပေးနိုင်တဲ့မီရှုတစ်စောင်ဖြစ်တောက်ပလို့လာခဲ့ပါပြီအခုလိုချိန်ကြီးရောက်လာတာဟာကျောင်းရဲ့တာဝန်ကိုစီကိုထိုင်းဝင်နေကြတဲ့သူတွေဆရာမတွေကျောင်းသားကျောင်းသူတွေနဲ့မိဘများရဲ့ဝိရိယရှိမှုတွေဆရာထက်သန်မှုတွေလက်မလျှော့စတန်စူးစမ်းအထောက်မှုတွေကြောင့်သာလျှင်ဖြစ်ပါတယ်ဘယ်လိုခက်ခဲတွေပဲကြုံလာပါစေကျွန်တော်တို့တွေလက်တွဲမပြတ်ပဲကြော်ဖြတ်ခဲ့ကြပါတယ်9နှစ်ဆိုတဲ့အချိန်တစ်ခုအထိကျွန်တော်တို့တွေရောက်လာခဲ့ပြီးမှအခက်အခဲတစ်စုံတရာမရှိပဲနောက်ဆုံးသူတွေရာတတိကိမဲ့သူများသားလေးဖြစ်တယ်ကျွန်တော်တို့ကျောင်းတော်ကြီးအခက်အခဲပေါင်းများစွာကိုကြံ့ကြံ့ခံပြီးတခြားကျောင်းများနည်းတူရေရှိတည်တံ့လာဖို့ဆိုတာဟာအားလုံးရဲ့စည်းလုံးညီညွတ်မှုအပေါ်မှာအများကြီးတက်ရောက်မှုရှိပါတယ်ကျမတို့တွေအားလုံးစီးလုံးမှသာလည်းတောက်တင်းခိုင်မာလာတဲ့ဘဝတစ်ခုကိုရရှိမှာဖြစ်ပါတယ်။ကျမအနေနဲ့ယခုအချိန်ထိလက်တွဲမဖြုတ်သူတွေကိုဂုဏ်ယူကြောင်းပြောချင်ပါတယ်။တင်တို့ဟာရဲစက်တဲ့အပြည့်နဲ့ကိုယ့်ရှိတော်ပေါ်ရည်တည်နေကြသူတွေဖြစ်တယ်။တင်တို့ကျွန်တော်တို့ဟာအနာဂတ်ကျယ်ပွင့်နေများတယ်လည်းဖြစ်တယ်။တစ်ချိန်ချိန်မှာနောင်လာနောင်သားတွေအတွက်အလင်းရောင်ကောင်းကောင်းပြင်ပေးနိုင်တဲ့သူတွေဖြစ်ရမယ်။အလျှော့လိုက်လို့မဖြစ်ဘူး။အရှုံးပေးလိုက်လို့မရဘူး။ကျမတို့လိုချင်တဲ့အရာတွေစီကိုဥတီသွားဖို့အတွက်ရှေ့ဆက်လျှော့ရမယ်။ဒါကြောင့်ကျမတို့တယောက်ချင်းစီတိုင်းဟာထက်မြက်နေဖို့လိုအပ်ပါတယ်။ဒီနှစ်မှာဒီပုံစံနဲ့စူးစမ်းခဲ့ပြီးရင်နောက်နှစ်မှာဘယ်လိုပုံစံမျိုးနဲ့ထပ်စူးစမ်းမယ်ဆိုတာကိုစဉ်းစားသင့်ပါတယ်။အခုလိုတန်မိုးရှိပြီးအရေးအရှင်းပြည့်နေနေတဲ့ကျောင်းသားကျောင်းသူတွေကိုမွေးထုတ်ပေးနေတဲ့ကျောင်းကြီးကိုကျမတို့အနေနဲ့ရေရှည်ရဲတန်းတည်သွားနိုင်အောင်ပတ်ဖို့ကူညီဆောင်ရွက်ကြဖို့လိုအပ်ပါတယ်။ဒါမှသာလျှင်နောက်ထပ်တန်မိုးရှိလူသားတွေကိုမွေးထုတ်ပေးနိုင်မှာဖြစ်ပါတယ်။အဖိုးထိုက်တန်လာတဲ့ကျောင်းဝင်ကြီးအတွင်းရှိဆရာမတွေနဲ့အတူကျမတို့ကျောင်းသားကျောင်းသူတွေဟာအစဉ်အမြဲရှိနေမှာပါ။ကျမတို့ဝန်သားများရဲ့တင်ပြမှုလေးကိုနားထောင်ပြီးမှတော့တင်တို့ရဲ့ယင်းထဲမှာတခုခုကြံစည်ခဲ့မယ်ဆိုတာယုံကြည်ပါတယ်။အဆုံးထိလိုက်ပါကြည့်ရှုသူတို့ဦးချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ပါတယ်ရှင်။